ဒီဇလန်လေးကတော့တို့ရဲ့ kite man နဲ့သူ့ကောင်မလေး golden glider တို့ရဲ့အချစ်ဇလန်ရှုပ်ရှုပ်ထွေးထွေးလေးပေါ့ဇလန်အစမှာတော့ kite man တီအောက်PCတိုးလောင်ယုံထဲမှာအရက်ခွက်သွားရှာရင် glider နဲ့ဆုံတော့နှစ်ယောက်သားလူမရှိတုံးလေးကဲနေကြတာပေါ့ဒါပေမဲ့မထင်မှတ်ပဲ six pack ဆိုတဲ့လူကစီပိုင်းတော့မှာပုံပြီးသူတို့ကိုချောင်းကြည့်နေကမိတော့ရော glider ကတော့ဒေါသထွက်နဲ့အကောင်းဆုံးပညာပေးလိုက်တာပေါ့နောက်တော့ kite man က glider ရဲ့ laptop ထဲမှာ work steps အလုပ်ကိစ္စများဆိုတဲ့ folder တစ်ခုကိုတောက်ဖွင့်ကြည့်မိတယ်အဲ့ထဲမှာ glider ကသူတို့ဆက်ဆံရေးအတွက် milestone တွေရေးထားတာတွေ့လိုက်ရတယ်တွဲတာတစ်ညစ်ပြီးနီးအတူတူနေရမယ်ဆိုတဲ့အချက်ကိုတွေးတော့သူတို့ကတွေးတာ14လက်တောင်ရှိနေပြီဆိုတော့ kite man လည်းပြာရခတ်သွားတာပေါ့ဒါနဲ့သူလည်းတတိမွေးပြီး glider ကိုတို့အတူတူနေကြရအောင်လို့ပြောလိုက်ပေမဲ့ glider ကညှင်းလိုက်ပါတယ် kite man လည်းစိတ်မကောင်းဖြစ်ပြီးသူငါ့ကိုမချစ်တော့ဘူးလားဆိုပြီးအတွေးတွေများနေတာပေါ့အဲ့ဒီချိန်မှာသူတို့ရဲ့ Noonan Spa ဆိုင်တစ်ဖက်ချမ်းမှာ Velikan ဆိုတဲ့ Feeling Team နဲ့စားတောက်ဆိုင်အသေးကြီးတညာတန်းနဲ့ပေါ်လာတယ်ဖောက်တယ်တွေအကုန်လုံးဟိုဘက်ပါကွန်တာပေါ့ glider ကဒါဟာသူတို့ကိုဒုက္ခပေးဖို့လောက်တာလို့ထန်တရားဝင်နေတော့မှပဲ Velikan ဆိုင်ရှင်တာသူတို့ကို Spa လက်မှတ်တွေလက်ဆောင်ပေးလာတယ် glider ကတော့မသွားချင်ဘူးဒါပေမဲ့ kite man ကတော့ဒါဟာသူတို့နှစ်ယောက်ကြားတဲ့ကပြဿနာကိုညှိနှိုင်းဖို့အခင်းရေးပဲဆိုပြီးသွားချင်နေတာနောက်ဆုံးတော့ glider က kite man နဲ့မသွားပဲတခြားတငယ်ချင်းမတွေနဲ့ပဲ spa သွားလိုက်တယ်တကယ်တော့ glider က kite man ကိုမချစ်လို့မဟုတ်ပါဘူးသူကစိတ်လှုပ်ရှားရင်သူ့ရဲ့အစွမ်းတွေကိုမထိန်နိုင်ပဲပတ်ဝန်းကျင်ကိုသွေးချောင်းစီအောင်လုံးမိတတ်လို့ kite man ကိုထိခိုက်မှစိုးရိမ်နေတာပါဒါကိုမသိတဲ့ kite man ကတော့ငါတခုခုစွမ်းဆောင်ပြနိုင်ရင် glider ငါကိုအထင်ကြီးမှပဲဆိုပြီး Velikan ဆိုင်ကိုသွားဖျက်ဆီးဖို့စ조사ပါတယ်အဲ့ဒီမှာတင်ဇလန်ကပိုးရှုပ်လာတာအဲ့ဒီ spa ကလည်း Velikan ပိုင်တာထင်းနေပြီး glider တို့အတိုက်ခိုက်ခံရတယ် glider ရဲ့တငယ်ချင်း Fables တောင်ခေါင်းပြတ်သွားတဲ့အထိဖြစ်ကုန်တာတဖန်မှလည်း kite man က Velikan ရဲ့ manager baby dog ကိုသွားတတ်ဖို့စ조사ပေမဲ့သူကတခါမှလူမတတ်ဘူးတော့တုံနေတာပေါ့နောက်ဆုံးကတော့ Velikan ကဘုံကွဲပြီးပျက်စီးသွားပေမဲ့ glider က kite man TV အထင်းနဲ့အရန်ဝမ်းနေပြီးသူ့အစွမ်းတွေအကုန်ထုတ်သုံးပြီးအကုန်လိုက်တက်ပါလေရောနောက်ဆုံးနှစ်ယောက်သားပြန်ဆုံတော့မှအထင်လွဲတာတွေပြေးလေသွားပြီး glider ကအတူတူနေဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့အိမ်အသစ်ပြောင်းတဲ့အခါ glider ကသူ့ရဲ့မိသားစုအကြောင်းတွေကိုလုံးဝအပြောမခံဘူးအဲ့ဒါနဲ့ kite man လည်းဆက်ဆူချင်တာနဲ့ glider ရဲ့အကို captain Cole စီသွားမေးကြည့်တော့မှ glider ရဲ့မိဘတွေဟာ Noonan Spa မှာတည်ဆုံခဲ့တာလို့သိလိုက်ရတယ်ဒီကြားထဲမှာသူတို့တငယ်ချင်းဘိန်းကအင်တာဒေးကနေ1980နှစ်စီကိုအချိန်ခရီးသွားမိသွားတယ်kite man လည်းဘိန်းကိုကေဖို့နဲ့ glider ရဲ့အတိတ်ကဒဏ်ရာတွေကိုကူစားပေးဖို့အတိတ်ကိုလိုက်သွားပါတော့တယ်အတိတ်မှာ glider ရဲ့မိဘတွေရန်ဖီကြရင်12နှစ်သမီးလေး glider ကစိတ်မထိုင်နိုင်ပဲသူ့မိဘတွေကိုသူအစွမ်းနဲ့သူကိုယ်တိုင်တတ်မိခဲ့တာကို kite man တွေးလိုက်ရတယ်kite man ကအဲ့ဒီဖြစ်ရကိုတားဆီးဖို့စ조사ပေမဲ့နောက်ဆုံးတော့အတိတ်ဆိုတာပြောင်းလဲလို့မရခဲ့ပါဘူးဒါပေမဲ့ထူဆန်တာက glider ရဲ့အမေ Rebecca ကတော့အဲ့ဒီကြားတွေကနေအသက်ရှင်ကြံ့ရက်ခဲ့တယ်glider လည်းသူ့အမေအသက်ရှင်နေတာကိုတွေ့ပြီးဝမ်းသာသွားပေမဲ့အနာဂတ်ကိုပြန်လာတဲ့အခါမှာတော့သူ့အမေကဘဲရောက်နေမှရှာမတွေ့ပြန်ဘူးဆက်ရှင်အမြင့်ဆုံးစသိန်းခန်းမှာတော့ glider ရဲ့အမေ Rebecca ကတနေရာမှာ Velikan ရဲ့ဖန်စီချုံနှောင်ခြင်းကိုခံထားတာကိုပြရင်းနဲ့ပဲဒီအပိုင်းလေးကပြီးဆုံးသွားပါတော့တယ်